ကောင်မလေးတွေကိုအပီချွေမဲ့မာလာရှန်ကောပထမဆုံးရေကိုအရင်ထည့်လိုက်မယ် မာလာရှန်ကောမချက်ခင်ဟင်းသီးဟင်းရွက်တွေကိုအရင်ပြုတ်ပါမယ်အချိန်ကြာကြာပြုတ်ရမယ်ပြောင်းမှုကိုအရင်ထည့်မယ်ပြီးသွားရင်ကြက်တာကြာတဲ့အရွက်တွေကိုတစ်မျိုးချင်းစီကိုဇက်တိုက်ထည့်သွားမယ်မာလာရှန်ကောချက်စားပြတိုင်းမပါမဖြစ်ပေါက်ချိုင်းနဲ့အမို့ကိုထည့်ပါမယ်အရွက်တွေမှာအရသာရှိသွားအောင်စားလေးနည်းနည်းပါထည့်ပြီးရင်ခဏတည်ထားလိုက်မယ်ဝေါအရွက်တွေကလည်းနူးနေပြီဒါဆိုရင်တော့အရင်ဖုန်းအိုးထဲကိုဒီအရွက်တွေနူးနေတဲ့ဟာလေးတွေကိုဖယ်ထည့်လိုက်မယ်မာလာရှန်ကောဆိုတာဒီခေါက်ဆွဲလေးကမပါမဖြစ်ဘာလို့မပါမဖြစ်လဲဆိုတော့ခေါက်ဆွဲဆိုတာမာလာရှန်ကောရဲ့အသက်အရွက်တွေရောခောက်ဆွဲတွေရောပြင်ဆင်ပြီးပြီဆိုတော့မာလာရှန်ကောစချက်ကြပါမယ်ပထမဦးဆုံးစီထည့်မယ်ကြက်သွန်ဖြူလေးစီတက်မယ်ငရုတ်သီးကြောက်လေးပါနည်းနည်းထည့်စီကိုဆက်တက်ပါမယ်ကျွန်တော်ကတော့ဒီမာလာရှန်ကောစားရင်ဒီဝက်သားလေးပေါ့နော်ဝက်သားကတော့အရင်ကြိုက်လို့တော့ဒီခါတော့ဝက်သားလေးနဲ့ချက်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုဝက်သားလေးကိုဖီတက်တဲ့ထဲမှာထည့်တယ်ပြီးွားရင်မာလာရှန်ကောဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့မာလာရှန်ကောအနှစ်ထုတ်လေးကိုဖတ်ပြီးတော့ထည့်ပြီးွားရင်ဝက်သားလေးနဲ့ရတာဝင်သွားအောင်ဖတ်ပြီးတော့နေတယ်ပြီးသွားရင်တော့ဒီကြံတဲ့ဒီဝက်သုံးထပ်တာပေါ့နော်ဝက်သုံးထပ်တာလေးကိုလည်းဖတ်ပြီးတော့ထည့်ပြီးတော့မာလာရှန်ကောနဲ့တမဝါအောင်မွေးလိုက်မယ်မွေပြီးသွားရင်တော့ဒီကျွန်တော်နောက်ဆုံးမှကြံခဲ့တဲ့ဒီအသားလေးပေါ့နော်အသားလေးကိုလည်းကျွန်တော်ဖတ်ပြီးတော့ထည့်မယ်ထည့်ပြီးသွားရင်တော့ခုကတော့ပြောရမယ်ဆိုရင်ဒီမာလာရှန်ကောနဲ့ကတော့ဒီကိုကြိုက်သလောက်ပေါ့နော်အထုံတွေပါတယ်ကိုကြိုက်ရင်တော့ပို့ပြီးတော့ထည့်ပေါ့နော်မကြိုက်တဲ့လူတွေအတွက်ကတော့လေဒီမာလာရှန်ကောကဒီအနည်းကိုနည်းနည်းပဲထည့်ပေါ့နော်ဟောခုနကပြောဖို့မေ့သွားလို့အသားမဟုတ်ဘူးဝက်ဦးချောင်းဝက်ဦးချောင်းကတော့ကျွန်တော်ကတော့ကိုယ့်ဘာကိုတီးတဲ့လေးကြိုက်လို့ပေါ့နော်ဝက်ဦးချောင်းလေးကိုကျွန်တော်ထည့်ပြီးတော့ချက်ခိုင်းလိုက်တာပေါ့နော်လေအသားလေးရသွားပြီဆိုတော့ပြုတ်ထားတဲ့အရွက်တွေကိုဒီအနှစ်ထဲကိုထည့်ပြီးတော့မာလာရှန်ကောအနှစ်အရသာစိတ်ဝင်သွားအောင်လို့ချက်ပါမယ်အရွက်လေးတွေကိုအရသာတေချာစိတ်ဝင်သွားအောင်လို့တေချာလေးကိုမှွေပေးပါမယ်အချိန်တိုင်းသာတစ်ခုမှွေပေးပြီးသွားပြီဆိုရင်တော့ခောက်ဆွဲထည့်ပြီးတော့ဆက်ပြီးတော့မှွေပါမယ်အဲ့မှာတော်တော်ကြီးကိုအားသုံးရပါတယ်မှွေလိုက်လက်ကညောင်းလာလိုက်မှွေလိုက်လက်ကညောင်းလာလိုက်နဲ့ထိုင်းတဲ့လောက်အရသာဝင်သွားပြီဆိုရင်တော့ချလိုက်လို့ရပါပြီတေချာမှွေပြီးသွားတဲ့နောက်မှာတော့မာလာရှန်ကောကစားဖို့အဆင်သင့်ဖြစ်သွားပါပြီပကံလေးတဲကိုတေချာလေးထည့်လှသွားအောင်လို့အပေါ်မှာနှမ်းစီလေးကိုထည့်ပြီးတော့ရင်တော့နန်းနန်းပင်ထည့်ပါမယ်အဲ့ဒါဆိုရင်တော့စားလို့ကောင်းတဲ့မာလာရှန်ကောတစ်ခွက်ရပါပြီဒါတွေကြောင့်ပဲကျမ်းမာတဲ့ဝက်ကြီးဖြစ်နေရတဲ့အကြောင်းရင်းတစ်ခုပေါ့ဗျာ